တော့ကျွန်တော်တငယ်ချင်းနေအောင်စော်ထားတဲ့ဗီဒီယိုမျိုးဖြစ်ပါတယ်ကျွန်တော်အဲ့ဒါ refine ပြန်ပေးရပါတော့ဟုတ်ဒါတော့ကျွန်တော်ဘက်ကတငယ်ချင်းမရကိုင်းပြီးတော့ဘက်ကတငယ်ချင်းကတော့ခြောင်ကိုင်းတာပဲဖြစ်ပါတယ်ရဖြစ်တဲ့ချောင်းဘယ်လိုဖြစ်သွားမှာလဲကြည့်မယ်ခင်ဗျာချောင်းနောက်ပန်ပတ်ထားတယ်ပတ်ထားတာပတ်တဲ့နေတာအကောင်းဆုံးပဲဒီကနားကလို့မရတဲ့အနေထားမှာတွေ့ရတယ်ချောင်းဘာတွေလောက်သွားမှာလဲဒီကခရစ်ယာန်နဲ့ချောင်းနောက်ဝင်ပတ်တဲ့အမဝင်ပြီးဒါမှစစ်မရလို့ every လုံးမရဘူးခင်ဗျာ4.5ပြီးချောင်းဝင်နေဒါမှမရဘူးငါလည်းချောင်းသေးပြီဒီရကြေးရပါနေပါတယ်အဲ့ဒီကြေးရအောင်မင်းကြည့်နေတယ်ဟုတ်ပြီနေရသွားနေဟုတ်ပြီပေါ်လာခရစ်စာလေးဟုတ်နေတယ်ချောင်းပါရီဝင်လုံးမှာလဲမီယာခရီဝရှင်နေတော့မှာလားလို့ကသူတေသွားရအောင်လို့တေးသေးလေမီယာခရီရှင်နေကျုံးနေတော့ရှိရတယ်။ပြီးတော့ချောင်းကချုံနေစောင့်နေနေတော့ရှိတယ်။ဒီကောင်ဘယ်ကဘယ်လိုဖြစ်ပြီးတော့ဘယ်လိုကျုံးနေပြီးတော့အဲ့တော့ချောင်းပေါ်ကအမမီယာကိုကျုံမီချောင်းပြန်ပြထားတဲ့နေထားမှာတွေ့တယ်။ကြောက်တော့တာဝါကိုပြောရလို့တတသွားတဲ့နေထားမှာတွေ့တယ်ခင်ဗျာ။ဒါလေးပြန်ကန်ပါအဲ့နောက်မပတ်ဘူးသေးမှာသူပတ်တဲ့နာအိုင်နာမပတ်တဲ့နာရသေးသေးရှိနေတဲ့ဒီလာလေးလို့မီယာစားနေတဲ့ကိုပီတို့အဲ့နာမှာအမချောင်းဖိုးကလေးကကျုံးလို့ချောင်းပြေးထားတယ်နှစ်ပတ်ထားတယ်ချောင်းဆောင်နေတယ်ဘာတွေဖြစ်သွားမှလဲဘယ်လိုတင်ရလဲမီယာကြိုတိနေတယ်လို့ပူပြောတာကအေးအမယာဝင်ပြစ်ပြီအဲ့တော့မပတ်ဘူးမင်းကြည့်နေနော်ပိုးပြရတယ်ကျုံးသွားတာအဲ့တော့မရောက်သေးတာနော်ဘာတွေဖြစ်သွားမှာလဲမကြီးမြောက်ပါဘူးသူအိုင်ဒန်ရတော့မီယာအပြုတ်ပါတာလေးတွေ့ရတယ်ကျောင်းလည်းတွေ့နေတော့ကျုံးလည်း23လာတယ်ရတွေ့တဲ့လားရောအမချောင်းကန်ပြီမီယာတွေ့တဲ့စနဲ့လွတ်သွားတယ်ဒါချောင်းတွေ့တယ်မသိချောင်းဆောင်းဟိုဘက်ဘေးကသူပြန်တက်မှာပဲဖြစ်ပါအမှန်တော့ပြောချောင်းတွေ့တယ်ချောင်းဝင်လာပြီချောင်းတူโอเคခင်ဗျာဝမ်ဆိုတဲ့နေသားမှာတွေ့နေရပြီဝမ်ဆိုတဲ့နေသားပဲဖြစ်ပါတယ်ခင်ဗျာကျဲတော့တကယ်ကျဲမင်းကြီးကတော့ချုံနေတော့ဘာမှမကြည့်ဘူးဒီတကယ်ချင်းကိုမရှင်းခေါ်လို့ရပါတယ်ကျွန်တော်သူ့ကောက်ကိုအောက်မှာခြာထားပြီးပါမယ်ခင်ဗျရောအမ6ကဲနေပြီကတိလေးလွဲသွားတယ်နော်ကတိလေးဒီနေ့ပြန်ဆော့ရတယ်ချောင်းဝင်ခဲ့မှမရပဲခင်ဗျအေးရောကြည့် ID ဂိမ်းအောင်ကနောက်သူချင်လာရလားဘိုးကလေးကတော့တော်ရဲပြစ်တယ်တော်ရဲသူ့မ
ပြေဘူးဒီလိုပဲကြတယ်ခရီးကိုပဲပြင်တယ်ပရှင်းနေရှင်းလို့မရဘူးချောင်းစုပ်ချောင်းစမသွားပြီးမြင်ရတယ်ချောင်းမြင်ရတယ်โอเคချောင်းကစ်တယ်ကစ်တာကိုစနက်ကောင်းလာတယ်ဟုတ်ပါပြီဘက်ဘက်ကိုလည်းပြစ်နေတဲ့အနေထားမှာတွေ့ရတယ်ခရီးပဲစားတော့မှလားငါတို့လည်းအားမရတော့ချောင်းရီဝင်ဖုတ်ပါကျွန်တော်ပို့တော့ကြည့်နေလိုက်ကွာဘယ်လိုအကွက်အလှလေးနဲ့တုံးရလဲ အမမေရဝင်ပြစ်တယ်ချောင်းရှောင်းထားတယ်ချောင်းကဆရာတို့ဖြစ်တယ်နာကွာဟုတ်ပြီချောင်းတွေ့နေနေတော့မှတွေ့တယ်ဒီငါဟိုဘက်ကျွန်တော်ပို့တော့သူပြောင်းရရင်တော့လိုက်ကြတာမဟုတ်ဘူးဟုတ်ပြီချောင်းတွေ့သက်သက်ဆိုတဲ့အနေထားကိုတွေ့ရတယ်ပြန်သေးဘူးနေရာဝင်လုံးမှလားချောင်းလာပြီနေရာပြထားတယ်ဟုတ်ပြီပြထားတယ်ချောင်းဝမ်းလွဲသွားပြီပါရီတော့အိုးအလားကွက်ကြီးဟေးအလားကွက်ကြီးကွာတစ်ချက်ဆက်တယ်ကွာအလားကွက်ကြီးကြိုက်တော့ကွာအခုချိန်မှာတော့ 1K 2K ဆိုတဲ့အနေထားမှာတွေ့ရတယ်ဟုတ်ပြီနေရာချောင်းဆောင်နေတယ်ဝီကောတွေပြတယ်ကောင်းလိုက်တဲ့ချောင်းလာပြီဘာတွေဖြစ်သွားမှာလဲဒီတို့နေကရှောင်းလာတယ်များတယ်တယောက်နဲ့တယောက်တိတ်မလုံးကြလောက်ကြပါချောင်းဝင်လာပြီတော့လုံးဝချောင်းနဲ့ချောင်းနဲ့ဆိုဆက်ပြီးနေရပြေးပြီချောင်းအဲ့ချိန်မှာဝင်ပေါက်လို့ရတယ်ငါဖလေကဝင်ပေါက်လို့ရတယ်ချောင်းမှာဖလေကမရှိသေးလို့ချောင်းမှာဖလေကမရှိသေးလို့ဖလေကရှိဝင်ပေါက်ပြီးမောင်ဝင်ပြက်လာပြီညားတွေကလည်းအမိုးဆက်လာမှအခုချိန်မှာတော့ဘလို့ရကပြသွားမှလဲဆိုတာစောင့်ကြည့်ရမှာနော်ဒီရထဲဝင်သွားတယ်ချောင်းဝဖလကပေါက်ပြီးချော်ရတယ်ဒီရစစ်နဲ့ပြန်ကောင်းလာတယ်ဒီရစစ်ကုန်နေနေတာမှတွေ့ရတယ်ဟင်ဒီရလွတ်မလာသွားပါပြီညနေရောမှာဒီကိုတိုက်ခိုင်းနေပြီဒီရလွတ်မလာဟာလောကိုဒီနဲ့ချောင်းကေးရသွားတယ်အဲ့ညမှာလောထားကြည့်ဖို့ကမီယာရှုံးပေးလိုက်ပဲဖြစ်ပါတယ်အခုပဲနေနိုင်သူကတော့ချောင်းပဲဖြစ်ပါတယ်အားလုံးမကျေးဇူးတင်ပါတယ်ရမတ်လေးရတော့ဒါပါပဲချောင်းကပတ်စံပူများနေ